น่ะเราเสียพี่ไม่สู้เอ๊เราเสียพี่งออยู่คอเกยคอยเราเชื่อนั่นเราเลย น่ะเรานี่สู้ก็เลยเปียวไอ้พี่ยังว่าตัวนี้เอากับปลามาแค่ ฮ่าฮ่านู่นเราว่าเคเราก็น้าก็ทำยังเปียวมาก็งอเลยลูกใบนั่นเลยอ่อนเปียวมาตา ฮะเย่สู้ก็ไอ้บี นู่นเราทำยังนู้สัวอุปมาก็น้าสอดท้าเชี่ยเอาไปไหมเอาสอน้าพาเปียวเมียลูกสอนหนูลูกเข้ามาเร็วยี่สิบก็ตัวเปียวไปใหญ่แน่บอกว่าต้องกินล่าล่าหรอเจ๊อย่าดูบอก ฮะไม่บ่อยให้ก็งอของงอหรือไม่เราเชื่อเราอย่าเลยกูคุยสิละกันเดียวคุยฮะมีมาลุยไม่แย่ก็มัวกันเดียวไปมาอีนี่คุยไก่ดารากันเดียวไก่ยากันเดียวไก่ยาวันละยาแค่เดียวกูก็สอบไว้รอเราเนี่ยเด็กกูอุลากันเดียวเขาบอกได้กันเดียวจะนอนสอบไว้รอกูอุบากันเดียวเราจะนอนลาทอเนี่ยสู้เขากันเดียวจะนอนดูสอบไว้รอกูเป็นเนี่ยนี่บีให้กูหยิบไปยังมันดูกันเดียวฮะจะนอนสอบไว้ท้าเสียเดียวไอ้แม่เอาไว้เนี่ยบอสวยบอสวยยี่สิให้บอกกันเดียวဟာအပေါ်ပြောတာမွားကဗျာနည်းနည်းပြောဆိုကြပါဗျာပြောလိုက်ဆိုလဲလာမြက်ပန်းလေးအဲ့မဲ့ကျွန်တော်သူချင်းနေရဗျာငဲကြတဲ့နဲ့ချင်းနေငဲချင်ပါဗျာအဲ့တော့ကျွန်တော်သူပြောရှင်းပြုတ်မြဲမလားထင်နေအေးခင်ဗျားတို့ကျွန်တော်အဆော်ပွဲရအောင်ပြောပေးခင်ဗျားတို့လှုပ်ရှင်းလိုက်မြကပြောဗျာဆင်းရဲပါမှုโอเคလှုပ်ရှင်းမြကပြောအဆော်ပွဲရကျင်နာပြီโอเคကျွန်တော်တို့ဆော်ပွဲစားကုပ္ပဏီနေဗျာလာခတ်လိုက်ပါပြီခင်ဗျာခင်ဗျားနှုတ်မဲ့ဟမျိုးခေါ်လိုက်ခင်ဗျာစီတူပါကျွန်တော် line နဲ့ဆောင်းတော့မယ်ဒီအိုက်ဘွိုက်လာနေဆက်လို့စီလူဆိုပြောတာသူပြရဲ့ဗျာโอเคတကယ်မှန်ပြီမင်းစီလူငမဲဆိုကပြောလိုက်သူပြရဲ့ဟုတ်ကဲ့ပါခင်ဗျာအဲဆိုပွဲပြေပြီးတော့ခင်ဗျာကျွန်တော်မူလာတရားဆောင်းလုပ်ပါမယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်နှုတ်မဲ့တော့နေရခွင့်ခင်ဗျာမင်္ဂလာပါရှင်ဟဲ့ဒီဖမ်လီရဲ့ရှင်ကျွန်တော်ထိုင်ရရိုက်လာခင်ဗျာရရှင်ရတာထိုက်ချက်တာထိုင်ကျွန်တော်လေစီလူငမဲရဲ့တငယ်ချင်းလေးပါခင်ဗျာအော်လူငယ်ကြီးကိုမမီဗီဗျာကျွန်တော်လေခုမှတီးဖွေးလေခင်ဗျာဆောက်ကရှယ်ရီဟေးရီလိုက်ငါလိုက်နေရမှန်းမလည်းမသိရအဲ့ဒါရှင်ခုမှတီးဖွေးရှင်တရားသာဝါလာပါတယ်ရှင်လူကကျွန်တော်လေပြောက်ခန့်လိုက်ကနည်းနည်းရှိတော့ခင်ဗျာမဖိမပွိတာနေတယ်ဟောပလိစလိညစ်စိတ်ထိုင်ပြောက်ပါတဲ့လေခင်ဗျာဟာနော်ပြီးရမောက်ဖလော်တီချစ်တဲ့ကျောင်းလေးသူပြောလေခင်ဗျာဟဲ့လေပြောလို့ရှိမောက်ချစ်တဲ့ကျောင်းလေးစဖွေးပြီးပြောရမယ်ဆိုရင်တချို့လူတွေကကပကြီးကိုလောဝဲဆိုပြောနေရဗျာတချို့လူတွေကလည်းပလားဆိုပြောနေရအဲ့ဒီပဲကျွန်တော်ကပကြီးရတော့ခင်ဗျာပေါ့ဗျာဟဲ့ကောင်းလားဟိကောင်းနေပြီဆက်ပြော你看见了布布搞到什么牌？ကျွန်တော်ကကြက်စဲလို့လှပြီးမကြမ်းပိမဲ့ခရလေးကိုမိလို့တော့ချစ်တာပါလေဗျာဟာအဲ့ဒါကမရိတ်တဲ့နော်ဒီမှာမိတ်လေးရင်တော်စရာလေးနဲ့ကြုံလာရင်ပါလာဤမောင်ရဲ့ဘော်ဒီဖြောက်ဤဟာကောင်းလိုက်တဲ့တော့ကြီးကွာဟိကောငါလည်းပြောဦးမယ်တကယ်တော့ကိုကမင်းနဲ့မချစ်တဲ့ပြီပေါ့မင်းမချစ်လဲကိုကနောက်တရားကိုပြောချင်နေဦးမှာပဲဒီကပါလေချင်းနေဖို့ပဲလို့တာရောက်ရေးလေလိုက်ကွာရောက်ရေးငါတို့ကလေးပုတ်စပါစာကျွနေလို့ပြီရပြီရှင်တို့လေးပေါ့ကျွန်မစီလူငယ်မဲနာပြီးမှာပဲကျွန်မဘူးပြောရမယ်ဟာကြိတ်တယ်ဗျာပထမဆုံးလောအမြင်ပြီပိုက်နေလို့ဦးမဲဟာပိုက်နေမှပြီးမယ်